လူဆိုတာမသိခင်ပဲတန်ဖိုးရှိအောင်နေရသေသွားရင်ကြက်တကောင်လောက်တော့တန်ဖိုးမရှိတော့ဘလောက်တော့တန်ဖိုးမရှိမွေးထားတဲ့အိမ်ကကြက်ကလေးတကောင်လောက်တော့တန်ဖိုးမရှိအိမ်မှာကြက်တကောင်မွေးထားပြိဿအရွယ်ရောက်တဲ့အဲ့ဒီကြက်ကလေးကသေသွားတဲ့ထားပါကိုကတတ်တတ်လို့မို့မစားလို့အဲ့ဒီကြက်သေးလေးဘေးအိမ်သွားပြီးဘေးအိမ်ကဆင်းရဲတော့ကြက်သားရင်မစားရကြကျေးဇူးတင်လိုက်တာတဲ့ကျမတို့ကြက်သားရင်မစားရကြကြက်သေးလေးသွားပြီးတော့ကျေးဇူးတင်အိမ်ကတဲတော့သေးလို့ပြင်အဲ့ဒီဘေးအိမ်သွားပေးကြည့်ကျေးဇူးတင်မလားရိုက်ထုတ်နမိတ်မကြည့်နမမကြည့်မသားကြီးလာဖို့လည်းပြောပါစေကြက်လဲသေးတော့ကြက်မသားပါပဲဝက်လဲသေးသွားတော့ဝက်မသားပါနွားလဲသေးတော့မသားချင်းတူတူလေးတရိစ္ဆာန်ကြီးတန်မိုးရှိတာမရှိဘူးလားဩလူမသားကြတော့နမိတ်မရှိဘူးတဲ့သိတန်ရောတန်ဝေကရစရာကောင်းတယ်ပရိသတ်ရဲ့တတ္တဝါချင်းအတူတူသိရင်ပစ္စလက္ခအလုခံဆုံးတတ္တဝါလူပဲနော်ကျန်တဲ့တတ္တဝါရဲ့သူ့ဟာနဲ့သူအရေးပြားစအတုံးတဲ့နွားဆိုနွားသိရင်လူကဘယ်နေရာအတုံးတဲ့သိအထင်မကြီးနဲ့သေသွားရင်ကြက်တကောင်တော့တန်ဖို့မရှိဘူးလူတွေကတရားရဖို့ကောင်းလိုက်တာသူများအသားကြတော့ကြာကြာခံအောင်ရေခဲတိတ်တာတွေထည့်စားဈေးတွေက9ရက်စာအသားတွေဝယ်ပြီးတော့လေကို့အသားကြတော့ပြိတ္တသေသွားရင်9ရက်ထားဖို့နေတာမြန်မြန်ရေခဲတိုက်ကိုပို့တာပြန်သိမလားနဲ့ဆိုတာကြီးလေအာသုဘချရင်တော့တင်းញိုင်ကုန်ပို့ရင်တော့ပြိတ္တအိမ်မှာမသေးခင်ကစီးနေတဲ့ကားနဲ့တော့မပို့တော့ဥကျော်သူနာဧကခေါ်ပို့တာတော်ဝင်ကရစရာမကောင်းဘူးလားသေရွာကာလယောက်ျားတော့ကကိုနောက်ကိုများပါများပါမှာပစ္စည်းအစုစုတခုမပါကိုပြုထားကံများပါမည်လားဘာမှပါမသွားဘူးလေဘာတွေပဲပါသွားကိုမသိခင်လှုပ်ထားတဲ့ကံတွေပဲပါသွားတာနော်ဒါကြောင့်မလို့ तू မရှိရင်မဖြစ်ဘူးငါမရှိရင်မဖြစ်ဘူးဆိုတဲ့တစုံတယောက်ပေါ်မှာတွေ့နေတဲ့စိတ်ကလေးရှော့ချလိုက်စမ်းပါအဲ့ဒါဆိုရင်ပေါ့သွားတယ်နော်တယောက်တည်းအိတ်တက်အောင်ကြိုးစားအိတ်မရဘူးဆိုတာစိတ်မချလို့အိတ်မရတာဘာမဖြစ်လို့အိတ်မရစိတ်မချလို့အိတ်မရတာအိတ်ပြောခြင်းစိတ်အတော်ပြင်ရမယ်စိတ်မချရင်အိတ်ကိုမရဘူးနော်တခါတခါမတွေစိတ်မချဘူးငါယောက်ျားကုတိပြန်မလာသေးဘူးဘာပြန်ဖြစ်နေလဲစိတ်မချဘူးအိတ်ရလားမရဘူးလားမရဘူးတခါမလည်းစိတ်မချအိတ်ချမ်းတကားမပိတ်ရလို့စိတ်မချရကားတွေဘယ်နေရာထားမှမသိလို့စိတ်မချစိတ်မချတဲ့စိတ်ကအိတ်ကိုမရတော့ဘူးပြိတ္တကိုယ်စိတ်ပဲစိတ်ချလက်ချတာအိတ်ပါဗျာကိုယ်တဲ့သူကကိုးပါပါကိုယ်နဲ့မထိုက်ရင်ပျောက်ပါဘူးဟုတ်လားမထိုက်ရင်ပြိတ္တဘယ်နေရာမှာထားတာပျက်စီးနိုင်လားမပျက်စီးနိုင်ဘူးလားကိုယ်နဲ့မြန်မထိုက်တော့ဘူးဆိုဘလောက်ပဲရှားထားတာပြက်ကိုပျက်စီးတာဆိုစိတ်ချလက်ချတာအိတ်ကြပါစိတ်မချလို့အိတ်မရတာတွေမဖြစ်ပါစေနဲ့ဘသူပေါ်မှာတအားကြီးဆွဲမထားနေနဲ့ပြိတ္တအဆွဲများရင်အလွဲတွေများတော့တာအပေတော်သွားတာကိုဒါပုဂ္ဂိုလ်အဆွဲလဲရှော့သိလားမရှော့သိဘူးလားဆိုကြည့်ပါပုဂ္ဂိုလ်အတွေ့လျှော်ရမယ်မလျှော်နိုင်ကဘုဒ္ဓတဲ့ပုဂ္ဂိုလ်အတွေ့လျှော်ရမယ်မလျှော်နိုင်ကဘုဒ္ဓတဲ့ကိုမလျှော့လျင်ကိုသာပင်ပူပင်နေရမယ်ကိုမလျှော့လျင်ကိုသာပင်ပူပင်နေရမယ်ဘေကဝေจิตတจิตသမီးတို့ဣဒာဤလောက၌ကုလမစ္စရိယတတစုံတယောက်အပေါ်မှာတွဲနေတဲ့ကုလမစ္စရိယကိုလည်းပဲပဟာနာယသမုစေတယရှော့ချနိုင်မှသာလင်ယမစရိယဝတ္တတိနေယထိုင်ရတတောင်တတပေါ်ပေါ်ပပရှိလိမ့်မယ်ရဲ့လို့ဘဂဝါဘုံတော်၆ပါးသခင်ဖျားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိတာပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပဲတည်း